အနီကက်ကကျောင်းတုံးကရမှတ်ထက်ပိုများခဲ့တဲ့ပွဲသို့မဟုတ်ဘရာဇီးမြေကစွန်ကြီးလောင်းပွဲအားလုံးပဲမင်္ဂလာပါထားမထားတဲ့ဆရာကြားတို့ channel ကနေကြိုဆိုလိုက်ရပါတယ်ခရူစီယိုနဲ့အက်တလက်တီကိုမင်နေရိုဆိုတာကတော့ဘရာဇီးရဲ့မြို့ကန်ပြိုင်ဘက်လိုကယ်တာဘီတွေပြီးကွင်းထဲရောက်ရင်မင်းသေးငါးမြေငါးသေးမင်းမြေဆိုတဲ့စိတ်ဓာတ်နဲ့ပဲပြီးခဲ့တဲ့ရက်ပိုင်းကဖလားပွဲကိုဓာတ်ဆွဲအောင်ကစားပြသွားခဲ့တာပါဒါမဲ့တပွဲတည်းနဲ့အနီက23ကတ်ဆိုတာမျိုးကြီးကတော့ဘောလုံးပွဲထက်ဖုံးကြီးပြန်ပွဲမှာဝိုင်းအုံနေကြသလိုမျိုးဖြစ်သွားတဲ့ပုံစံမျိုးဖြစ်ကုန်တာပါစဉ်းစားတာကြည့်ပါတော့ပွဲချိန်မပြီးဆုံးသေးခင်မှာကွင်းထဲမှာဘောလုံးကန်နေရလားလက်ဝဲထိုးနေရလားတော့မသေးခွဲတော့သလိုဘရာဇီးသားတွေဆိုတော့ဘောဆရာတွေပြီးသွေးကလည်းစူချက်ပဲလို့ပြောလို့ရပါတယ်ဒီပွဲမှာတော့ဒိုင်လူကြီးတွေတကယ်ကိုအလုံးများခဲ့သလိုဒိုင်လူကြီးတယောက်ကတော့ဘောင်းမီထက်ကကတ်တွေကိုထုတ်လိုက်ပြလိုက်တယ်နောက်ဆုံးမှာတော့ပြရလွန်းလို့ကတ်တွေကမြေကြီးပေါ်မှာပြန်ကျဲနေတော့တာပါပဲပထမအိမ်မှာပွဲချိန်ကအေးဆေးသလိုနဲ့မင်နေရိုကိုသမားနဲ့ခရူစီယိုတိုက်စီမို့လို့ညီးကုန်ကြတာကနေပြဿနာဆခဲ့ပြီးတော့ချေချေခင်ခင်ထိုးကြကြိတ်ကြနဲ့ဒိုင်လူကြီးကလည်းမင်းလဲထွက်မင်းလဲသွားနဲ့ကွင်းဘေးကလူစားလေးဖို့စောင့်နေသူရောအသင်းကောင်းဆောင်တွေရောနီးပြဖွဲ့တွေရောအကုန်ဒီပါထုတ်ခံခဲ့ရတာလို့တောင်ပြောရမလို့ပါပဲဒီပွဲကကျွန်တော်အာရှတိုင်းမှာဆိုရင်တော့မွေတောင်းတဲ့ပွဲလို့ပြောလို့ရသလိုကွင်းထဲမှာကစားမက17ယောက်စီရှိရမှာအောင်နောက်ဆုံးကြတော့ဒိုင်လူကြီးနဲ့ကိုသမားပဲကြံတော့မယ်ဂိမ်းဆိုင်ခဲ့ရပြီးတော့ပွဲကဘောလုံးပွဲကနေတိမ်မြုံနေတဲ့လက်ဝဲစွမ်းရည်တွေကြောင့်ကြီးကောင်းခဲ့တာပါဘောလုံးသမားတွေကဒီရန်ပွဲမှာကံမဲသူမရှိတော့လို့ပွဲတော်ဖျက်သိမ်းလိုက်မလို့တော့ဖြစ်သွားခဲ့ပါတယ်ပွဲကြီးပရိသတ်တွေကတော့ဂိုးမသွင်းလဲရတယ်ဒါမျိုးပွဲမှာကြီးရတာတန်တာကွာဆိုပြီးတော့ဇိုင်းတန်ပုံစံလေးနဲ့ချိန်တဲ့အားပေးကြတာဖြစ်ပါတယ်အမှန်တော့ဘောလုံးဆိုတာစိတ်ဓာတ်နဲ့ကစားတာမှန်ပေမဲ့ဒီလောက်ထိတော့လည်းမလုံးတင်တာမှန်ပါပဲအနီက23ကတ်ဆိုတာတော့ခင်ဗျားတို့ကျောင်းတော့ရမှတ်ထထောင်ပို့ပြီးတော့များနေပါဦးမေနောက်တစ်ခါကြားလို့ရှိရင်ကွင်းထဲဘောလုံးမယူသွားနဲ့လက်ဝဲလက်အိတ်တွေပဲယူသွားကြတော့လို့ပြောရမလို့ဖြစ်ခဲ့တာပါကဲတော့ဆိုတော့ဘရာဇီးကဘောလုံးဓာဘီရဲ့အချိန်ဝါကိုတိလောက်တင်ပါပြီမြန်မာပြည်ကဓာရီတဲ့ဂျာအီတို့တွေလည်းဘရာဇီးသားရဲ့လက်စွမ်းတွေကိုအထက်တန်းလို့ထင်ပြီးတော့လိုက်ပြီးတော့မလုပ်ကြဖို့လိုပါတယ်စုံးလကြည့်ပြတာအားလုံးကိုကျေးဇူးတင်ပါတယ်